This is DJ Painted Remix. ဒီမှာစံတော်ချိန်9:19ရှိပါပြီရှင် ဒါတော့နေနေတယ်ခုပြီးတော့ကြောင်ကဝိုင်းကွက်ပြီးတော့ရက်ကလေးစပြီးတဲ့အချိန်မှာဝဲပဲကျေးဇူးဆက်ဖို့ရနေတယ်ဆိုပြီးတော့သူသားဆိုတာ DJ Painted Remix. Painted Remix. ဒီမှာစံတော်ချိန်9:19ရှိပါပြီရှင် ဒါတော့နေနေတယ်ခုပြီးတော့ကြောင်ကဝိုင်းကွက်ပြီးတော့ရက်ကလေးစပြီးတဲ့အချိန်မှာဝဲပဲကျေးဇူးဆက်ဖို့ရနေတယ်ဆိုပြီးတော့သူသားဆိုတာ DJ Painted Remix. This is DJ Painted